ဘန်ကကြောက်ကနန်းနှစ်ကောင်နဲ့ဆော်နေလေထ ோம் ကကွန်ပတ်စ်ကိုစစ်ပြီးမြောက်ပိုင်းနဲ့တောင်ပိုင်းကပြောင်းသွားတာကိုတွေ့လိုက်တယ်ဒီလိုဖြစ်ခဲ့တာကနှစ်9ရောက်နေကျော်လောက်ရှိပြီပဲခက်စီကသူ့ချစ်သူတဲဆုံးသွားပြီဆိုတာသိလိုက်ပြီးစိတ်ကြဆင်းသွားတယ်သူမအမေကခက်စီကိုနှစ်သိမ့်ပေးတယ်ဂျူလီယာနဲ့ထ ோம் ကရိတ်ခါအတွက်ဘာဒီချန်ရှိနေလဲစစ်ဆေးနေစဉ်ဘန်ကသူ့မွေးညိမိုးပြန်ပေါ်လုံးကိုကြောက်တုံးတစ်ခုနဲ့ချိတ်ပြီးအခြားကြံနေသူတွေရဲ့သိရှိဖို့စူးစမ်းနေတယ်နောက်တစ်ခါထ ோம் ကရေဒီယိုကိုထပ်မံစူးစမ်းပြီးနောင်ဆိုသူလူတစ်ယောက်နဲ့ဆက်သွယ်နိုင်ခဲ့တယ်ရေပေါ်ရင်ရဲ့ကပတိန်တစ်ယောက်ပါသူ့ရဲ့ရေပေါ်ရင်လဲမြေပြင်ပေါ်တွင်ပိတ်မိချပြီး magnetic ဘိုင်းတွေပြန်လည်လက်နေကြောင်းအတည်ပြုပါတယ်။ဒါကြောင့်သမုဒ္ဒရာရေခမ်းသွားပြီးမူလမြေပြင်တွေထဲဝင်သွားတာပါ။အခုအချိန်မှာသူ့အပြန်တခြားဘသူမှကြန့်ရှိနေလားမတွေ့သေးဘူး။ဆက်သွယ်ရေးစနစ်တွေအများကြီးပြတ်သွားတယ်လို့ပြောပါတယ်။တခါတလေမြေပြင်နဲ့အရှုပ်ထွေးမှုတွေရှိတာကြောင့် magnetic ဘိုင်းတွေပြန်လည်လက်မယ်လို့ခံမှန်းထားပြီးတပတ်အတွင်းရေတွေပြန်လာနိုင်တယ်လို့ဆိုပါတယ်။အခုတော့မိသားစုတွေကိုအမြင့်ဆုံးမှတက်နေဖို့အကြံပေးပါတယ်။အဲ့ဒီအချိန်မှာစိုးရွားတာတွေထစ်လာနိုင်တာကြောင့်ပါ။မိဆွေကမတော်ရစားမှုမှာတေဆုံးသွားပြီးရေငုတ်ကရိယာမှာလူ3ယောက်လောက်သာခံနိုင်ပါတယ်။ဂျူလီယာနဲ့ထ ோம் ကသူ့ကိုကလေးတွေကိုကယ်တင်မှုရှင်းပြလိုက်ကြပြီးသူကသူ့တင်နေရာကိုပေးလိုက်တယ်။ထ ோம் ကတုံးတက်ပြီးရေငုတ်ကရိယာကိုရှာဖွေဖို့2-3ရက်ကြာမယ်လို့တွက်တယ်။ဒါကြောင့်မနက်ဖြန်မနက်စောစောထွက်မယ်ဆိုပြီးမိသားစုကိုညကောင်းကောင်းအိပ်ဖို့ပြောတယ်။နောက်နေ့မနက်မိသားစုဟာအတုံးဆောင်တွေစုပုံနေစဉ်ထ ோம் တစုံတစ်ယောက်လာနေတာမြင်ရတယ်။ခြေထောက်ထိခိုက်ထားတဲ့လူတစ်ယောက်နဲ့ခွေးတစ်ကောင်ထိပြီးခွေးကစူညံစွာဟောင်းနေတယ်။ထ ோம் ကအနားကပ်သွားတယ်။သူ့ကိုရေဘူးသွားပေးတယ်။သူကရေတုပ်ပြီးတဲ့နောက်အဲ့ဒီသူကရေဘူးနဲ့မျက်နှာကိုထုတယ်။လဲကျသွားတော့ခြေနဲ့မျက်နှာကိုကန်တယ်။ကြောက်ရွံ့နေတဲ့ဂျူလီယာကပြေးလာပေမဲ့နောက်ကျသွားပြီ။အဲ့ဒီလူကတော့ထ ோம் ကိုလှန်ရှင်နဲ့ထုလိုက်တယ်။ထ ோம் ရဲ့ခန္ဓာကိုယ်ကအနှဲငယ်တုံလှုပ်ပြီးနောက်အဲ့ဒီလူကလဲချောင်းကိုလည်းဖျက်လိုက်တယ်။ဂျူလီယာကနောက်လှည့်ပြေးတယ်။နောက်တော့အဲ့ဒီလူကဂျူလီယာကိုလှန်ရှင်နေဖြစ်တယ်။ဒါပေမဲ့ဂျူလီယာရဲ့ပခုံးကိုသာရှက်ထိသွားတယ်။ဂျူလီယာကရေရင်စီကိုအလင်းပြေးသွားတယ်။ပြေးလာပြီးသူမကသူ့ကလေးတွေကိုပြောတယ်။ပုံနေကြပါငါတကားကိုတောက်ပိတ်လိုက်မေးမောင်နှမနှစ်ယောက်ဆိုဖာထိုင်ကုန်အောက်အန်ဖုန်းထဲကိုဝင်ကြည့်ဂျူလီယာကအချက်ပြားမိကြီးတနက်ကိုပေးလိုက်တယ်ပြီးတော့ဓာတ်တစ်ချောင်းကင်ပြီးရေချိုးကန်းနဲ့ဝင်ပုံးနေတယ်အဲ့ဒီလူကတကားကိုတိုက်ခိုက်ပြီးဖွင့်ကာဝင်လာတယ်အချို့စားစရာကိုဖောက်စားပြီးတင်ပေါ်တဲ့ကိုဆက်လက်ရှာဖွေနေတယ်နောက်ဆုံးမှာရေချိုးကန်းကိုရောက်လာတယ်ဂျူလီယာကနေရာနာရှိတဲ့အပေါက်ကနေအပြင်ကိုထွက်ပြီးလွတ်မြောက်သွားတယ်အဲ့ဒီလူကကြည့်တော့လေသူမကိုမမြင်ရဘူးဒါပေမဲ့ဂျူလီယာထွက်ပြေးဖို့ကြိုးစားတဲ့အခါခွေးကသူ့ကိုဟောင်ပြီးခုံအုပ်လိုက်တယ်ဂျူလီယာလည်းခွေးကိုဓာတ်နဲ့ထိုးတက်လိုက်တယ်အဲ့ဒီလူကခွေးရဲ့အတန်ကိုကြားပြီးရှာဖွေဖို့အပြင်ထွက်ကြည့်တယ်။တင်နေတဲ့သူ့ခွေးကိုတွေ့သွားတယ်။အဲ့ဒီအချိန်မှာတော့ဂျူလီယာကယာရင်ရဲ့ထိကိုတက်ပြီးပောက်ကွဲနေတဲ့အမိုးမှန်ကနေပြန်ဝင်ဖို့ကြိုးစားတယ်။ဒါပေမဲ့အဲ့ဒီလူကအရင်ဆုံးသူ့ကိုတွေ့ပြီးလက်နဲ့တိုက်ခတ်လိုက်တယ်။ဂျူလီယာကပရိဘော်ကားကိုဖမ်းထားပြီးသူကဆွဲယူဖို့ကြိုးစားတဲ့အချိန်မှာထိုလူကိုကန်လိုက်တယ်။ပြီးတော့အဲ့ဒီကောင်ကသူမလက်ပေါ်ကိုခြေနဲ့နင်းပြီးဓာတ်ကိုလွတ်သွားအောင်လုပ်တယ်။သူမကိုဖမ်းပြီးမျက်နှာကိုထိုးတယ်။ပြီးတော့ဆိုဖာပေါ်ပြစ်ပြီးလယ်ဘင်းကိုညှစ်ဖို့လုပ်တယ်။ကလေးတွေကငြိမ်မနေနိုင်တော့ဘူးအဲ့ဒီတော့ကက်စီထွက်လာပြီးအဲ့ဒီယောက်ျားကိုအချက်ပြမီကြီးနဲ့ပစ်လိုက်တယ်ရေရင်မှာမီးတောက်လာပြီးကလေးတွေပြေးထွက်ဖို့လုပ်တယ်ဂျူလီယာပလန်အထွက်မှာယောက်ျားရဲ့မျက်နှာကိုခြေထောက်နဲ့ကန်ပြီးတီနီယာနဲ့အသက်ကဲအိတ်တွေကိုယူလာတယ်ဘယ်နဲ့ကက်စီကသူတို့အဖေစီကိုသွားပြီးငိုကြွေးကြတယ်မကြခင်မှာတော့ဂျူလီယာလည်းသူတို့စီကိုလာပြီးအားလုံးအတူတကွမျက်ရည်တွေနဲ့ချစ်ခင်စွာနှုတ်ဆက်ကြတယ်အဲ့ဒီအချိန်မှာတော့အဲ့ဒီကြောက်စရာလူကရေရင်တဲကနေထွက်လာတယ်ဒါကြောင့်မိသားစုကတော့ရေရင်ကြီးပောက်ကွဲနေစဉ်မှာပြေးပြီးလွတ်မြောက်ဖို့ကြိုးစားတယ်။အချိန်တချို့ကြာပြီးနောက်မိသားစုကတင်းငယ်တဲ့ရေတကုန်းတစ်ခုမှာအနားယူဖို့ရက်တယ်။ကက်စီကတော့အဲ့ဒီလူမိုက်ကြီးဟာမိုးပြန်ဖော်လုံးကိုတွေ့ပြီးသူတို့စီကိုလိုက်လာတာလားလို့စဉ်းစားနေပြီးဘင်ကတော့မိမိကိုယ်ကိုအဖြစ်တင်နေတယ်။ဂျူလီယာကသူ့သားကိုမင်းအမားမရှိဘူးလို့နှစ်သိမ့်ပြီးမိသားစုကိုဆက်လက်မလွတ်ရှားကြဖို့အကြံပေးတယ်။အဲ့ဒီကောင်ကတော့မရက်ပဲလိုက်နေသေးပဲ။ရှေ့တနေရအရောက်မှာဘန်ကငါးတကောင်ကိုကြည့်ရင်အံ့အားတင်နေတယ်။အဲ့ဒီအချိန်မှာတော့ဂျူလီယာကသူတို့စီကိုလာနေတဲ့လူကိုမြင်သွားတယ်။ဒါကြောင့်မိသားစုကထပ်မံပြေးထွက်ကြတယ်။တောင်တက်တစ်ခုကိုဆင်းပြီးအစိတ်ရှိတဲ့အမိုက်တွေတွေ့လိုက်ရတယ်။ဒါကြောင့်တတိထားပြီးလှည့်ပြီးပြေးသွားရတယ်။စောစောမှာတော့သူတို့ကိုလိုက်နာနေသူကိုလွတ်သွားတယ်လို့ဖြစ်နေတယ်။ခရီးကိုဆက်လက်သွားရင်မြေပြင်ပေါ်မှာအခြားပစ္စည်းတွေတေဆုံးထားတဲ့ပင်လယ်မွေးတိရစ္ဆာန်ကြီးတွေပင်လယ်အောက်ကပလတ်စတစ်တွေကိုမကြာခဏတွေ့ရတယ်။ဘန်ကပင်ပန်းပြီးနည်းနည်းနေလာတဲ့အခါဂျူလီယာကရေတောက်အနားယူရန်နားကျင်ပေးဖို့ရက်တယ်။ဒါပေမဲ့သူမကိုယ်တိုင်အံ့ဩတာကရေဘူးကတော့အလွန်နည်းနည်းပဲကြံတော့လေဂျူလီယာကသူ့ကိုအဲ့ဒီလိုဂယုမဆိုင်တာကြောင့်ကယ်စီကဒေါသထွက်ပြီးပြောတယ်ကယ်စီကဒီအခြေအနေမှာဘလို့တက်တန်းရှည်နိုင်မှလဲဆိုပြီးပြောတယ်စူညံမှုတွေနဲ့ပြင်းထန်တဲ့အငင်းပွားမှုတစ်ခုအပြီးမှာမိသားစုကဆက်လက်ရှိဆက်သွားတယ်နောက်ပိုင်းမှာသူတို့ဟာလီရင်ဖြစ်တစ်ခုတွေ့ပြီးအထဲအဝင်မှာငှက်တွေထပြင်သွားတယ်မိသားစုကဆုံးဆက်လိုက်တယ်သူတို့လီရင်ထဲမှာညတညပုံကြမယ်သူတို့စားစရာကိုမျှဝေပြီးဂျူလီယာကတော့ကြော်မြက်ဖောင်းပိအတွင်းမှာမိသားစုတပ်ပုံတွေ့လိုက်တယ်ကယ်စီကသူမမိဘတွေဘလိုတွေတွေ့ဆုံခဲ့တာလဲလို့မေးတော့ဂျူလီယာကတော့တောမ်ကသူမအလုပ်လုပ်တဲ့ဆေးရုံကိုလာပြီးသူ့လူနာဖြစ်ခဲ့ပုံကိုပြောပြတယ်။တောမ်ကသူမကိုပန်းပေးပြီး
လှပတဲ့ကြပြသူပုံနဲ့ချစ်ချောင်းကျင်ညာခဲ့တာပါညလေလောက်မှာခက်စီကအိမ်သာသွားဖို့လင်းရင်လေးတဲ့ကထွက်သွားတယ်ခဏကြာမှတော့လူသက်သမားသူမစီရှောင်လာတယ်ဂျူလီယာကအမြန်ပြေးလာပြီးတစ်ချိန်ပြီးတစ်ချိန်ဓာတ်နဲ့ထိုးတယ်ခက်စီဟာအခုမှရင်ထဲမှာစိတ်အေးသွားတော့တယ်မိသားစုကဆက်လက်ထွက်ခွာဖို့ပြင်ကြတယ်သူတို့ထွက်သွားပြီးတဲ့အခါမှာလူလူရဲ့ပါဇက်ထဲကလောက်တွေထွက်လာတယ်ဂျူလီယာနဲ့ခက်စီကမြေပုံကိုကြည့်ဖို့ရပ်သွားတယ်ဒါပေမဲ့ဘန်ကဆက်လက်လမ်းလျှောက်သွားတယ်ဂျူလီယာကရပ်ဖို့ပြောတဲ့အခါမှာသူဟာရေကန်တဲကိုငုံပြီးရေကိုတောက်လိုက်တယ်ဂျူလီယာကအမြန်ဆွဲပြီးပြန်ယူခဲ့တယ်ရေကြောင့်သူနာမကျန်းဖြစ်သွားတာဖြစ်တယ်လို့ပြောတယ်